မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ The Good Dinosaur ဆိုတဲ့ချစ်စရာကောင်းတဲ့ကာတွန်းကားလေးတွေကစိတ်လှရှားစရာအပိုင်းလေးတစ်ခုကိုဖျော်ပြပေးသွားမှာဖြစ်ပါတယ်ဇလားအစမှာတော့ကျွန်တော်တို့ရဲ့အထီးကားဇာတ်ကောင်ဖြစ်တဲ့ Levin She Dinosaur လေးအာလိုဟာကြောက်ဆောင်ကြီးတစ်ခုပေါ်မှာခက်တွေ့တက်နေတာကိုတွေ့ရမှာပါသူ့ရဲ့ကြောပေါ်မှာတော့လူသားကလေးငယ်လေး Spot ကလည်းပါလာခဲ့တာပေါ့ဒါပေမဲ့ Spot ကအာလိုရဲ့ Levin ကိုကိုက်လိုက်လို့အာလိုခမညာနားကျင်ပြီးအော်ဟစ်နေတာပါတယ်သူတို့နှစ်ယောက်ဟာတောင်ကမ်းပါးရဲ့တခြားရှောက်လာရင်းနဲ့အယောင်အသွေးစုံလင်ပြီးစားကျင်စပွဲကောင်းတဲ့ဘယ်ရီသီးပင်လေးတွေကိုတွေ့လိုက်ရပါတယ်။အာလိုဟာအယမ်းပိုက်စားနေတာကြောင့်တီးတီးတွေကိုစားဖို့ကြိုးစားပေမဲ့သူ့လက်ခန္ဓာကိုကြီးမားမှုကြောင့်အခက်သွေးနေရပါတယ်။ဒါပေမဲ့ပေါ်ပါတော်လက်တဲ့ Spot ကတော့တီးတီးတွေကိုလွယ်ကူပဲစားနိုင်သေးတာပေါ့။အဲဒီအချိန်မှာပဲမထင်မထားတဲ့အန်ဒီရဲ့တစ်ခုကသူတို့စီကိုရောက်လာပါတော့တယ်။အနီရောင်မွေးကြီးတစ်ကောင်ဟာတစ်ပင်ကြားကနေထွက်လာပြီးအာလိုကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။အာလိုကတော့ကြောက်လန့်တကြားနဲ့နောက်ဆိုရင်ကံပါပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့လူသားလေး Spot ကတော့ကြောက်မနေပဲအာလိုကိုကာကွယ်ဖို့အတွက်မွေကြီးကိုပြလေတိုက်ခိုက်ပါတော့တယ်။ Spot ရဲ့ရဲရင်မှုနဲ့ရက်ဆက်တဲ့တိုက်ခိုက်ပုံကြောင့်မွေကြီးတောင်ကြောက်လန့်ပြီးထွက်ပြေးသွားရပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးအာလိုတယောက်အရန်ကိုအံ့တော်သွားခဲ့တာပေါ့။အဲဒီနောက်မှာတော့သူတို့ရှေ့ကိုထူးဆန်းတဲ့ဒိုင်နိုဆောကြီးတစ်ကောင်ရောက်လာပါတယ်။အဲဒီဒိုင်နိုဆောကြီးကတော့ Triceratops အမျိုးအစားဖြစ်ပြီးသူ့ရဲ့ဥချိုတွေပေါ်မှာငှက်တွေနဲ့တခြားတရဆန်လေးတွေအများကြီးကိုတင်ထားတာပါ။သူကသူ့ကိုယ်သူ Forest Woodbush လို့မိတ်ဆက်ပြီးအာလိုနဲ့ Spot တို့ကိုစောင့်ကြည့်နေခဲ့ကြောင်းပြောပြပါတယ်။သူက Spot ရဲ့စွမ်းဆောင်ရည်ကိုတပိုးကြပြီး Spot ကိုသူ့ရဲ့အဆောင်အရှောက်အဖြစ်လိုချင်နေတာပေါ့။ဘာလို့လဲဆိုတော့တောအုပ်ကြီးကအရန်ကိုကြောက်စရာကောင်းပြီးဘေကင်းဖို့က Spot လို့တတ်တည်ရှိတဲ့သူလိုအပ်တယ်လို့သူကယူဆလို့ပါပဲ။ဒီဗီဒီယိုလေးမှာအာလိုနဲ့ Spot တို့ကြားကပိုမိုခိုင်မာလာတဲ့တန်ကြောစင်နဲ့ Spot ရဲ့မယုံနိုင်စရာကောင်းတဲ့တတ်တည်တွေကိုတွေးမိရမှာပါ။အာလိုဒီလောက်ဒီလူသားလေးနဲ့အတူသူ့ရဲ့အိမ်ကိုဘလို့ဆက်ပြီးပြန်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ကဲပရိဖတ်ကြီးတို့တော့ဒီစွန်းစားခန်းလေးကိုဘလို့မြင်ကြလဲ။မှတ်ချက်လေးတွေရေးခဲ့ပေးပါအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်ကားလေးတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။